မိမတယောက်ရဲ့နှလုံးသားကိုရချင်ရင်ဒီအချက်တွေမဖြစ်မနေသိထားပါတယုံကြည်မှု trust တယောက်နဲ့တယောက်ယုံကြည်မှုရှိဖို့အရေးကြီးပါတယ်လိန်ညာချင်းဖုံးကွယ်ခြင်းတွေများရင် relationship မတည်မြဲနိုင်ပါဘူးနှစ်လေးစားမှုရှိခြင်းသူ့အမြင်သူ့အတွေးကိုလေးစားပေးရပါမယ်အမြဲအနိုင်ယူဖို့မကြိုးစားဘဲညှိနှိုင်းတတ်တာအရေးကြီးပါတယ်၃ဂရုစိုက်မှုမိမတွေကအသေးစိတ်ဂရုစိုက်တာကိုသဘောကျတတ်ပါတယ်၄တစ္ဆာရှိခြင်းယုံကြည်မှုက relationship မှာအရေးကြီးဆုံးပါလိန်တာဖုံးကွယ်တာများရင်ဆက်ဆံရေးမတည်မြဲနိုင်ပါဘူး၅စိတ်ရှည်ခြင်းတခါတလေမိမတွေစိတ်ပြောင်းလဲတတ်ပါတယ်အဲ့ဒီအချိန်မှာစိတ်ရှည်ပြီးနားလည်ပေးနိုင်ရင် relationship ပိုကောင်းလာပါတယ်၆စိတ်ရှည်နားလည်ပေးခြင်း patience understanding တခါတလေအမှားတွေဖြစ်တတ်ပါတယ်အဲ့ဒီအချိန်မှာစိတ်ရှည်ပြီးနားလည်ပေးနိုင်တာအရေးကြီးပါတယ်9အမှားကိုဝန်ခံနိုင်ခြင်းအမှားလုပ်မိရင်တောင်းပန်နိုင်တဲ့စိတ်ရှိရပါမယ်အမြဲအနိုင်ယူချင်တာက relationship ကိုထိခိုက်စေပါတယ်ရှစ်တယောက်ကိုတယောက်အားပေးခြင်းအလုပ်အိမ်မက်ရည်မှန်းချက်တွေကိုအားပေးပံ့ပိုးပေးရင် relationship ပိုခိုင်မာလာပါတယ်ကိုယ်ပိုင်နေရာ personal space ပေးနိုင်ခြင်းတယောက်ချင်းစီမှာကိုယ်ပိုင်ချိန်နဲ့ကိုယ်ပိုင်ဘဝရှိဖို့လိုပါတယ်တစ်ဆက်ပြဿနာကိုတူတူဖြေရှင်းနိုင်ခြင်းပြဿနာတက်လာရင်အပြစ်တင်မနေပဲအတူတူဖြေရှင်းဖို့ကြိုးစားရပါမယ်